အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့မိကက်သလစ်သာသနာတော်ရဲ့နော်ထူးခြားတဲ့အင်္ဂါရပ်တစ်ခုဖြစ်တဲ့နော်ကက်သလစ်မိသာသနာတော်တစ်ခုထဲမှာပဲရှိတဲ့အရာတစ်ခုကတော့မေတော်သခင်မကိုသဒ္ဓါကြီးညိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အမိမေတော်သခင်မကိုကက်သလစ်ဘာသာဝင်တိုင်းကသိရှိကြတယ်။အမိမေတော်သခင်မဟာနော်ဘယ်လိုသောပုဂ္ဂိုလ်မျိုးလဲဆိုတာကိုနော်အထူးတလဲကျွန်တော်တို့တွေပြောပြစရာမလိုဘူး။နော်ဒါပေမဲ့လို့ဒီနေ့အမိမေတော်သခင်မနဲ့ပတ်သက်တဲ့နော်အကြောင်းအရာလေးတွေကိုဒီမှာရှိတဲ့ညီကိုနော်ဘာသာသူတွေကိုနည်းနည်းပလေးဝေမျှပေးခြင်းပါတယ်နော်ကျွန်တော်တို့ကက်သလစ်သာသနာတော်မှာနော်ယုံကြည်ရာအချက်တွေအများကြီးရှိပါတယ်နော်ဒီမှာရှိတဲ့ဘာသာသူတွေလည်းပဲနော်ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ရာအချက်တွေကိုဟိုးစေကြောခြင်းခံတဲ့အချိန်ကနေစပြီးတော့မှဒီနေ့ဒီချိန်ခါအထိနော်ဒီယုံကြည်ခြင်းတွေကိုဝန်ခံလာကြတယ်နော်အနည်းဆုံးကျွန်တော်တို့တွေနော်ဆန်ရီမီစာတက်တဲ့အခါမှာနော်ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ရာအချက်တွေကိုကျွန်တော်တို့တွေနော်အမြဲတမ်းဝန်ခံကြပါတယ်ကက်သလစ်အသင်းတော်မှာနော်ယုံကြည်ရာအချက်ဘယ်နှချက်ရှိတယ်လို့ဒီမှာရှိတဲ့ဘာသာသူကြီးကိုမောင်နှမတွေထင်ပါတယ်လေဘယ်နှချက်လဲ12ချက်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒေါကမာဆိုတဲ့အရာကိုကြားဘူးသလားမသိဘူးနော်မကြားဘူးပါဘူးဟုတ်ပါပြီကျွန်တော်တို့ကက်သလစ်အသင်းတော်မှာနော်ယုံကြည်ရမယ့်အချက်တွေနော်ရှိပါတယ်တပည့်တော်ကြီးတန်ဃာတော်တို့စင်ရေးထားကြသောယုံကြည်ခြင်းအချုပ်ဆိုပြီးတော့မှကျွန်တော်တို့တွေစေပြီးစိတ်တဲ့အခါမှာအမြဲတမ်းနော်တီးဆိုကြတယ်တနင်္ဂနွေနေ့မိစာတရားတော်မြတ်မှာဘုန်းတော်ကြီးကဩဝါဒပေးပြီးတဲ့အခါမှာနော်ကျွန်တော်တို့တွေယုံကြည်ခြင်းကိုဝန်ခံကြစို့ဆိုပြီးတော့မှတီးဆိုတဲ့အခါမှာလည်းပဲနော်ဒီယုံကြည်ရာအချက်တွေကိုကျွန်တော်တို့တွေအမြဲတမ်းဝန်ခံကြတယ်နော်ဒီယုံကြည်ရာအချက်တွေကိုနော်ကျွန်တော်တို့တွေဝန်ခံတဲ့အခါမှာနော်ဒါဒီကက်သလစ်အသင်းတော်ကကျွန်တော်တို့ကိုတုံသင်ထားတယ်ကက်သလစ်အသင်းတော်ကကျွန်တော်တို့ကိုနော်ကက်သလစ်ဘာသာဝင်တယောက်ဖြစ်ပြီဆိုလို့ရှိရင်ဒီအချက်တွေကိုမယုံပဲနေလို့မရဘူးယုံကိုယုံရမယ်လက်ကိုလက်ခံရမယ်ဆိုပြီးတော့မှစေကြောချင်းမင်္ဂလာခံပြီးတဲ့အချိန်ကနေစပြီးတော့မှနော်ကျွန်တော်တို့ကိုစေကြောချင်းမှာဂရိသစ္စာတွေတောင်းခံပါတယ်နော်ဒါကြောင့်မလို့ဒီအရာတွေကိုကျွန်တော်တို့တွေယုံကြည်လာကြတယ်နော်ဒါဒီနေ့ဘုန်းကြီးကဒီနေ့အမိမေတော်သခင်မအကြောင်းနဲ့ပတ်သက်ပြီးတော့မှနော်ပြောချင်တာကတော့အမိမေတော်သခင်မကိုနော်ဒေါကမာလို့ခေါ်တဲ့ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ရာအချက်တွေထဲမှာနော်မယုံမနေရဆိုပြီးတော့မှယုံကြည်ဖို့ရန်အတွက်နော်အသင်းတော်ကပေးထားတဲ့အရာအချက်၄ခုရှိပါတယ်နော်အဲ့ဒီ၄ခုကဘာလဲဆိုလို့ရှိရင်နော်မေတော်သခင်မနဲ့ဆိုင်တဲ့အရာ၄ခုကနံပါတ်1မေတော်သခင်မသည်ဖခင်ရဲ့အမေဖြစ်တယ်တဲ့မေတော်သခင်မသည်ဖခင်ရဲ့အမေဖြစ်တယ်။နော်ဒါကြောင့်မို့လို့မေတော်သခင်မသည်ဖခင်ရဲ့အမေဖြစ်တယ်ဆိုတဲ့ပွဲကိုကျွန်တော်တို့နှစ်စဉ်နှစ်တိုင်း January လ1ရက်နေ့မှာကျင်းပပါတယ်။နော်နှစ်သစ်ရဲ့ပထမဦးဆုံးသောနေ့ရက်မှာအမိမေတော်သခင်မသည်ဖခင်ရဲ့အမေဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေလက်ခံတယ်ယုံကြည်တယ်ဝန်ခံတယ်ဒါကြောင့်မို့လို့အမိမေတော်သခင်မရဲ့ပွဲတော်ကြီးကိုနော် January လ1ရက်နေ့မှာကျင်းပပါတယ်။နော်ဒါကကက်သလစ်အသင်းတော်ဖြစ်လာပြီဆိုလို့ရှိရင်ကက်သလစ်အသင်းတော်ရဲ့ဘာသာဝင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်မယုံလဲမနေလို့မရတဲ့အရာတစ်ခုဖြစ်တယ်။နော်ဒါကိုကက်သလစ်အသင်းတော်ကြီးကဒေါကမာအနေနဲ့ပြဋ္ဌာန်းထားပါတယ်။ဒုတိယတစ်ခုသည်မေတော်သခင်မသည်နော်အစဉ်အမြဲအပြိုကညာစဉ်ဖြစ်ပါတယ်။နော်မေတော်သခင်မသည်အစဉ်အမြဲအပြိုကညာစဉ်ဖြစ်တယ်။မေတော်သခင်မသည်သားတော်ဖခင်ယေရှုခရစ်တော်သခင်ကိုမမွေးဖွားခင်နော်မွေးဖွားနေတဲ့အချိန်မွေးဖွားပြီးတောင်မှပဲအမြဲတမ်းအပြိုကညာစဉ်ဖြစ်တယ်။နော်ဒါကိုလည်းပဲကျွန်တော်တို့ကက်သလစ်အသင်းတော်ကြီးကယုံကြည်ပါတယ်။နော်တတိယမေတော်သခင်မနဲ့ပတ်သက်တဲ့နော်ဒေါကမာတစ်ခုကတော့မေတော်သခင်မကိုနော်ကောင်းကင်ဘုံကိုပင့်ဆောင်တယ်ဆိုတဲ့နော်ဒေါကမာတစ်ခုပဲဖြစ်ပါတယ်။ယုံကြည်ရာအချက်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီပွဲနေ့ကိုတော့ကျွန်တော်တို့အမိကက်သလစ်အသင်းတော်ကြီးကနော်ဩဂတ်စ်လ15ရက်နေ့မှာပုံမှန်ကျင်းပပါတယ်။အမိမေတော်သခင်မသည်လူလောကမှာရှိစဉ်အခါမှာနော်သူ့ရဲ့ယုံနဲ့ခန္ဓာကိုယ်ယုံနဲ့ဝိညာဉ်နှစ်ခုစလုံးနော်
သေဆုံးပြီးသွားတဲ့နောက်ပိုင်းမှာနော်ဘုရားသခင်ကသူ့ကိုနော်ကောင်းကင်ဘုံကိုနော်ခန္ဓာကိုယ်ရောနော်သူ့ရဲ့ဝိညာဉ်ကိုရောပါပင့်ဆောင်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေအားလုံးကယုံကြည်ကြတာဖြစ်ပါတယ်။နောက်ဆုံးစရုပ်ထအနေနဲ့နော်သူ့ရဲ့တောက်ကမာတစ်ခုကတော့မေတော်သခင်မသည်နော်အပြစ်မဲ့တရေယူတော်မူသောသခင်မဖြစ်တယ်လို့နော်ကျွန်တော်တို့ကက်သလစ်အသင်းတော်ကြီးကယုံကြည်ပါတယ်။ဒါကြောင့်မို့လို့မေတော်သခင်မအပြစ်မဲ့တရေယူခြင်းပွဲတော်ကိုဒီဇင်ဘာလ10 ရက်နေ့မှာနော်ပုံမှန်ကျွန်တော်တို့တွေကျင်းပတယ်။အမိမေတော်သခင်သည်သခင်မသည်နော်သခင်ယေရှုခရစ်တော်ဘုရားရှင်ကိုသူ့ရဲ့ဝမ်းချပိုက်မှာလွယ်ပြီးတော့မှမွေးဖွားပေးမဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်သည်သူ့ကိုအပြစ်ရင်းကနေပြီးတော့မှနော်ကင်းလွတ်ခွင့်ပေးထားတယ်။နော်ဒါကိုကက်သလစ်အသင်းတော်ကြီးကနေပြီးတော့မှနော်ကျွန်တော်တို့ဘာသာသူတွေကိုတုံသင်ပြီးတော့မှဘာသာသူတွေအားလုံးကဒီအရာကိုယုံကြည်လက်ခံကြတာဖြစ်တယ်။ဒါကြောင့်မို့လို့ဘာသာသူတွေကျွန်တော်တို့အမိအသင်းတော်ကြီးမှာနော်ကက်သလစ်သာသနာတော်ကြီးမှာမေတော်သခင်မနဲ့ပတ်သက်ပြီးတော့မှသင်တို့ဘာသိလဲလို့ကျွန်တော်တို့ကိုနော်မေးလာလို့ရှိရင်ကျွန်တော်တို့တွေဖြေဖို့ရန်သည်မေတော်သခင်မသည်နော်ဖျားဤမေတော်ဖြစ်တယ်မေတော်သခင်မသည်အစဉ်နော်အပြိုကညာစဉ်ဖြစ်တယ်မေတော်သခင်မသည်နော်ကောင်းကင်ဘုံကိုပင့်ဆောင်ခြင်းခံရတဲ့သူဖြစ်တယ်မေတော်သခင်မသည်နော်မွေးကလေးကအပြစ်မဲ့တရေယူတော်မူသောသခင်မဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေနော်ယုံကြည်ပြီးတော့မှအများသူငါကိုနော်ဝန်ခံရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကက်သလစ်သင်းတော်ကြီးကဒီအရာအချက် 4 ချက်ကိုဒေါက်ကမာအနေနဲ့ကျွန်တော်တို့ကိုပေးထားပါတယ်ဒေါက်ကမာဆိုတာဘာလဲဒေါက်ကမာဆိုတာနော်ကက်သလစ်ဘာသာဝင်တိုင်းနော်ယုံကြည်ဖို့ရန်အတွက်နော်ဘုရားသခင်ကနော်သူ့ရဲ့ divine revelation လို့ခေါ်တဲ့ဗျာဒိတ်တော်ကနေပြီးတော့မှကျွန်တော်တို့ကိုသွန်သင်ထားတယ်အဲ့ဒီဗျာဒိတ်တော်တွေကိုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်တမန်ကျမ်းစာနဲ့နော်ရှေးထုံးသက်သေတွေကနေပြီးတော့မှကျွန်တော်တို့တွေတွေ့ရတယ်ဒါကြောင့်မလို့ဒေါက်ကမာတီဘယ်ကနေဖြစ်လာလဲလို့ကျွန်တော်တို့ကိုမေးလို့ရှိရင်ဒေါက်ကမာတီ divine revelation ဘုရားသခင်ရဲ့နော်ဖွင့်ဟပြတဲ့အရာအဲ့ဒီအရာတွေကိုကျွန်တော်တို့ဘယ်မှာတွေ့နိုင်လဲလို့မေးလို့ရှိရင်တမန်ကျမ်းစာတော်မြတ်နဲ့ရှေးထုံးစင်လာတွေမှာတွေ့နိုင်တယ်ဒါကြောင့်မလို့တမန်ကျမ်းစာတော်မြတ်နဲ့ရှေးထုံးစင်လာတွေမှာသွန်သင်ထားခဲ့တဲ့အတိုင်းအမိကက်သလစ်သင်းတော်ကြီးကနော်အမိကက်သလစ်သင်းတော်ကြီးကိုဥဆောင်တဲ့ပုပ်ရဟန်းမင်းကြီးအဆက်ဆက်ကကျွန်တော်တို့ကိုနော်ဒေါက်ကမာအနေနဲ့မေတော်သခင်မသည်နော်ယုံကြည်ရာအချက်တွေထဲမှာသူ့ကိုယုံကြည်ရမယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေထည့်သွင်းပြောထားတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒေါက်ကမာဆိုတဲ့အရာကိုနည်းနည်းလေးကျွန်တော်တို့တွေပြန်လည်ပြီးတော့မှနော်အချင်းချင်းလေးကြည့်ရအောင်ဒေါက်ကမာဆိုတာဘာလဲနော်ကျွန်တော်တို့တွေနေ့တိုင်းဝန်ခံတဲ့အထက်မှာဘာတွေဝန်ခံလဲခမည်းတော်ဘုရားကိုယုံပါတယ်တာတော်ဘုရားကိုယုံပါတယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုယုံပါတယ်နော်ကက်သလစ်အသင်းတော်ကြီးကိုယုံပါတယ်နောက်ပြီးလို့ရှိရင် sacrament တွေကိုယုံပါတယ်ကျေးဇူးတော်တွေကိုယုံပါတယ်နောက်ဆုံးသောနေ့မှာတရားစီရင်ခြင်းတွေရှင်ပြန်ထမြောက်ခြင်းတွေရှိမယ်ဆိုတာကိုယုံပါတယ်စသဖြင့်ကျွန်တော်တို့တွေယုံကြည်ခြင်းတွေမှာနော်အမြဲတမ်းကျွန်တော်တို့တွေဆိုခဲ့ကြတယ်အဲ့ဒီထဲကနေပြီးတော့ဒုတိယအချက်ဖြစ်တဲ့သားတော်ဘုရားကိုယုံပါတယ်လို့ဆိုတဲ့အခါမှာသားတော်ဘုရားသည်နော်ကညာစဉ်မေတော်ကဖွားမြင်တော်မူ၍နော်ကညာစဉ်မေတော်ကဖွားမြင်တော်မူ၍လို့ပြောတယ်နော်ဒါကြောင့်မို့လို့အမိမေတော်သခင်မရဲ့အကြောင်းကိုကျွန်တော်တို့တွေဒုတိယအချက်မှာနော်သားတော်ဘုရားနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်တို့တွေဝန်ခံကြရတယ်အမိမေတော်သခင်မသည်ကညာစဉ်မေတော်ဖြစ်တယ်အမိမေတော်သခင်မသည်ဘုရားရဲ့အမေဖြစ်တယ်အမိမေတော်သခင်မသည်အပြစ်မဲ့တရေယူတော်မူသောသခင်မဖြစ်တယ်အမိမေတော်သခင်မသည်ကောင်းကင်ဘုံကိုပင့်ဆောင်ခံရတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တွေဝန်ခံနေတာဖြစ်ပါတယ်။နော်ဒါကြောင့်မလို့တင်းနေနေ့မှာမစ္စာတရားနာယူတဲ့အခါမှာကျွန်တော်တို့တွေပြန်လည်ပြီးတော့မှသတိရရမယ့်အရာဒီငါဒီဒီအချက်ကိုဝန်ခံနေတာပါလားငါဒီဒီအချက်ကိုလက်ခံနေတာပါလားငါရဲ့သားစဉ်မြေးဆက်ကိုငါဒီဒီအရာတွေကိုသွန်သင်ပေးဖို့ရန်အတွက်တာဝန်ကိုတရားရှိပါသလားဆိုတာကိုကျွန်တော်တို့တွေဒီနေ့ပြန်ပြီးတော့မှနော်သတိရအောင်မေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအမိမေတော်သခင်မကိုဘာဖြစ်လို့ကျွန်တော်တို့တွေအားကိုးရတာလဲဘာဖြစ်လို့တရားကြည်ညိုခြင်းတွေပြုလို့ရတာလဲနော်အမိမေတော်သခင်မကဘာဖြစ်လို့နော်ကျွန်တော်တို့ရဲ့အမိကက်သလစ်သာသနာတော်မှာ
နော်သူ့ကိုတရားကြီးညိုခြင်းနေလောက်ကြတာလဲနော်သူ့ကိုဘာဖြစ်လို့ကျွန်တော်တို့တွေနော်ဂျားဝင်ဆူတောင်းပေးခိုင်းရတာလဲနော်ဒီအရာလေးကိုနည်းနည်းလေးကျွန်တော်တို့တွေပြန်ပြီးတော့မှကြည့်ကြည့်ရအောင်နော်ပထမဦးဆုံးအနေနဲ့ကျမ်းစာတော်မြတ်မှာနော်ဘာရေးထားလဲဆိုလို့ရှိရင်ရှေလူကာအခန်းကြီး1မှာနော်ဘာရေးထားလဲဆိုလို့ရှိရင်ကောင်းကင်တရားတမန်တော်ကမေတော်သခင်မကိုနှုတ်ဆက်တယ်။ဘယ်လိုနှုတ်ဆက်လဲဆိုလို့ရှိရင်ဂုံကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောမာရိယာသခင်မသည်မင်္ဂလာရှိတယ်လို့ပြောတယ်။နော်ရိုးရိုးလူကပြောတာမဟုတ်ဘူးနော်ရိုးရိုးလူကပြောတာမဟုတ်ဘူးဘယ်သူကပြောလဲဆိုလို့ရှိရင်ဘုရားသခင်ကဆေလွတ်တော်မူသောတရားမင်းဂါဘရီအဲကနေပြီးတော့မှပြောတာရိုးရိုးပုဂ္ဂိုလ်မဟုတ်ဘူးဘုရားသခင်ရဲ့အထူးနော်တလဲဆေလွတ်ချင်းခံရတဲ့ပုဂ္ဂိုလ်သူကနေပြီးတော့မှမေတော်သခင်မကိုတွေ့တဲ့အခါမှာဘာပြောလဲဆိုလို့ရှိရင်ဂုံကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောမာရိယာသခင်မဟာမင်္ဂလာရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့နော်လူပုဂ္ဂိုလ်တွေကချီးမွမ်းတာထက်ဘုရားသခင်ကဆေလွတ်လိုက်တဲ့ဘုရားသခင်ရဲ့တရားတမန်တော်ဂါရီအဲကမေတော်သခင်မကိုချီးမွမ်းတာဖြစ်တယ်။ဒါဆိုလို့ရှိရင်ဘုရားသခင်ရဲ့တရားတမန်ဖြစ်တဲ့နော်ဂါရီအဲကတော့မေတော်သခင်မကိုချီးမွမ်းတယ်ဆိုလို့ရှိရင်ကျွန်ုပ်တို့လူသားတွေအနေနဲ့ဘုရားသခင်ရဲ့အမေဖြစ်တဲ့မေတော်သခင်မကိုနော်မချီးမွမ်းသင့်ဘူးလားဒုတိယချက်အနေနဲ့နော်ရှင်လူကာအခန်းကြီး1အခန်းငယ်46မှာဘာပြောထားလဲဆိုလို့ရှိရင်အဲလိဇဘက်လို့ခေါ်တယ်နော်ဇာခရီရဲ့အမျိုးသမီးအဲလိဇဘက်စီကိုမေတော်သခင်မသွားပြီးတော့မှလဲတဲ့အခါမှာအဲလိဇဘက်ကဘာပြောလဲမိန်းမတကာတို့တွင်တဲ့သခင်မသည်နော်မြတ်သောမင်္ဂလာရှိတယ်မိန်းမတကာတို့တွင်သခင်မသည်မြတ်သောမင်္ဂလာရှိတယ်ဖျားသခင်ရဲ့အမေငါစီကိုကြွလာတဲ့အခွင့်ကိုငါဘာကြောင့်ငါခံရပါသလဲကျွန်တော်တို့တွေဒီနေရာမှာပြန်ပြီးတော့စဉ်းစားကြည့်မယ်အဲလိဇဘက်ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနော်နည်းနည်းရပုဂ္ဂိုလ်တော့မဟုတ်ဘူးနော်တန်ယောဟန်ဘပ်တစ်စတာလေးကိုမွေးပေးမဲ့အမေနော်အင်မတန်မှကိုအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်နော်မေတော်သခင်မရဲ့ဝမ်းချပိုင်းမှာရှိတဲ့သခင်ခရစ်တော်သူ့ရှိကိုရောက်တာနဲ့သူ့ရဲ့ဗိုက်ထဲမှာရှိတဲ့နော်တန်ယောဟန်ဘပ်တစ်စတာလေးတောင်ထပြီးတော့မှခုန်တယ်ဆိုတဲ့နော်ထပြီးတော့မှခုန်တဲ့အရာကိုသူခံစားရတဲ့ပုဂ္ဂိုလ်နော်သူကနေပြီးတော့မှမေတော်သခင်မကိုချီးမွမ်းတယ်မိန်းမတကာတို့တွင်နော်သခင်မဟာအလွန်မြတ်ပါတယ်နော်ဖျားရှင်ရဲ့မေတော်ကျွန်ုပ်စီကိုကြွလာတဲ့ဂျေဇုကိုကျွန်ုပ်ဘာဖြစ်လို့နော်ခံရပါသလဲဒါကြောင့်မို့လို့မေတော်သခင်မကိုချီးမွမ်းတဲ့ဒုတိယပုဂ္ဂိုလ်သည်နော်အဲလိဇဘက်ဖြစ်တယ်နော်ဒါကြောင့်မို့လို့ဒီလိုမျိုးဘုရားသခင်ရဲ့ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေကနော်အမိမေတော်သခင်မကိုချီးမွမ်းတဲ့အခါမှာနော်ကျွန်တော်တို့ယုံကြည်သူကက်သလစ်ဘာသာဝင်တွေကလည်းပဲအမိမေတော်သခင်မကိုနော်ချီးမွမ်းတဲ့တယ်အမိမေတော်သခင်မကိုအားကိုးတဲ့တယ်အမိမေတော်သခင်မကိုကျွန်တော်တို့တွေယုံကြည်တဲ့တယ်နော်ဒါကြောင့်မလို့ဒါကျမ်းစာတော်အမြတ်မှာကျွန်တော်တို့တွေကြုံခဲ့ရတာဖြစ်တယ်နော်ဒါကြောင့်သခင်ခရစ်တော်နော်သူ့ရဲ့တမန်တော်လုပ်ငန်းကိုဆက်လက်ပြီးတော့မှလုပ်ကင်ဖို့ရန်အတွက်တပည့်တော်ကြီး12ပါးကိုရွေးပါတယ်နော်အဲ့ဒီ12ပါးကိုနော်အုပ်ချုပ်ဖို့ဆိုတဲ့အဲ့12ပါးနဲ့အတူတူကရှိဖို့ရန်အတွက်နော်အမိမေတော်သခင်မဟာအဲ့ဒီတပည့်တော်ကြီး12ပါးနဲ့အတူတူကရှိနေခဲ့တယ်ဒါကြောင့်မလို့တပည့်တော်ကြီး12ပါးကအမိမေတော်သခင်မကိုနော်သူတို့ရဲ့အမေလိုသူတို့ကိုအမြဲတမ်းကြည့်ရှုတဲ့သူလိုသူတို့တွေအားကိုးနေကြတယ်နော်ဒါကြောင့်မလို့နော်အမိမေတော်သခင်မကိုသူတို့ကတမန်တော်တစ်ပါးအနေနဲ့တပည့်တော်ကြီးတစ်ပါးအနေနဲ့ဟိုးကနဦးကလေးကအသင်းတော်ရဲ့ရှေ့ဦးကလေးကသူတို့တွေလက်ခံခဲ့ကြတယ်အမိမေတော်သခင်မကိုနော်သူတို့တွေအားကိုးခဲ့ကြတယ်နော်ဒါကြောင့်မလို့အမိအသင်းတော်ရဲ့ကက်သလစ်သာသနာတော်ရဲ့အစမှာနော်ကက်သလစ်သာသနာတော်ကြီးသည်ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရပါတယ်နော်ညှဉ်းပန်းနှိပ်စက်ခြင်းခံရတဲ့အခါမှာတပည့်တော်ကြီးတွေဟာနော်ကြောက်လွန်အားကြီးလို့နော်အတူတကွစုဝေးပြီးတော့မှနော်သူတို့တွေမနေကြရဘူးတယောက်တနေရာစီမှာနေပြီးတော့မှဘုရားသခင်ရဲ့ဧဝံဂေလိသတင်းစကားကိုသူတို့တွေပြောကြရတယ်နော်ဒါပေမဲ့လို့နော်
သူတို့တွေရဲ့စိတ်ထဲမှာဘာရှိလဲဆိုလို့ရှိရင်အမိမေတော်သခင်မကိုအားကိုးတဲ့စိတ်ရှိတယ်နော်အမိမေတော်သခင်မကိုအမြဲတမ်းကြပြဆက်ပြီးတော့မှချီးမွမ်းလေးရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့တွေဘုရားသခင်ရဲ့သခင်ခရစ်တော်ရဲ့နော်တပည့်တော်ကြီးအဖြစ်ရောက်မလာခင်နော်ကာနာမြို့လက်ထပ်ပွဲမှာအမိမေတော်သခင်မရဲ့နော်ဂျားဝင်ဆူတောင်းပေးခြင်းအဖြစ်သခင်ယေရှုသည်နော်ရေကနေပြီးတော့မှစပြည့်ရေကိုနော်ပြောင်းလဲပေးတယ်ဆိုတာကိုနော်သူတို့တွေမျက်ဝါးထင်ထင်တွေးခဲ့ကြတယ်နော်ဒါကြောင့်မလို့အမိမေတော်သခင်မကိုသူတို့တွေယုံကြည်တယ်အမိမေတော်သခင်မကိုအားကိုးတယ်အမိမေတော်သခင်မကိုသူတို့တွေအမြဲတမ်းနော်အကူအညီတောင်းလို့ရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အမိမေတော်သခင်မရဲ့ဂျားဝင်ဆူတောင်းပေးမှုနဲ့နော်ဘုရားသခင်ကငါတို့ကိုနော်ဒီပြင်းပန်းနှိပ်စက်တဲ့သူတွေရဲ့အလယ်ကနေငါတို့ကိုကာကွယ်မယ်နော်ငါတို့ကိုနော်ဒုက္ခရောက်နေတဲ့အရာတွေကနေပြီးတော့မှကာကွယ်မယ်ဆိုတဲ့စိတ်ကနော်အဲ့ဒီကလေးကသူတို့စိတ်ထဲမှာရှိနေခဲ့ကြတယ်ဒါကြောင့်မလို့သူတို့ရဲ့ယုံကြည်သူနောက်လိုက်တွေကိုနော်ဆက်လက်ပြီးတော့မှမိမေတော်သခင်မရဲ့ဂျားဝင်ဆူတောင်းပေးမှုကိုအမြဲတမ်းတောင်းခံတတ်ဖို့ရန်အတွက်နော်သင်ကြားပေးလာခဲ့ကြတယ်နော်300စုနဲ့400စုနောက်ပိုင်းမှာရောက်လာတဲ့အခါမှာနော်စေအညာစီယူဆော့လူယိုလာတို့ပေါ့နော်သူတို့ခစ်ပေါ့သူတို့ခစ်ကိုရောက်လာတဲ့စေအညာစီယူတို့ခစ်ကိုရောက်လာတဲ့အခါမှာနော်စေအညာစီယူကဘာပြောလဲဆိုလို့ရှိရင်နော်ပထမဦးဆုံးလူကိုဖန်ဆင်းတဲ့နော်အေဝါကနော်အပြစ်ကိုလှုပ်လို့ကောင်းကင်တကားကိုပိတ်ခဲ့တယ်ဒါပေမဲ့လို့နော်သခင်ခရစ်တော်ကိုမွေးဖွားပေးတဲ့အမိမေတော်သခင်မကတော့နော်ငါတို့ကိုကောင်းကင်တကားကိုဖွင့်ပေးတယ်လို့ဘာသာသူတွေကိုနော်သွန်သင်တယ်နော်ဒါကြောင့်မလို့နော်အမိမေတော်သခင်မကိုအသစ်သောအေဝနော်အသစ်သောနော်မိခင်ဆိုပြီးတော့မှတင်စားပြီးတော့မှသူတို့တွေခေါ်ဝေါ်လာကြတာဖြစ်တယ်နော်နောက်ပိုင်းမှာအလေခေတ်ကိုရောက်လာတဲ့အခါမှာနော်အမိမေတော်သခင်မကိုတရားကြည်ညိုမှုတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့မှတိုးပွားလာတယ်ပို့ပြီးတော့မှနော်အားကောင်းလာတယ်နော်နောက်ပိုင်းမှာနော်ကျွန်တော်တို့အခုအမြဲတမ်းစိတ်ပြီးတွေစိတ်ကြတယ်နော်အဲ့ဒီစိတ်ပြီးကဒေါမနီကန်အသင်းခိုင်းကနေပြီးတော့မှအမိမေတော်သခင်မကိုတရားကြည်ညိုခြင်းနဲ့နော်ပြုလုပ်ခဲ့တဲ့အရာတွေဖြစ်လာတယ်နော်1000နဲ့နော်800 1900တွေမှာအမိမေတော်သခင်မသည်နော်ကဘာပေါ်မှာဆင်းကြွလာပြီးတော့မှနော်အမျိုးမျိုးသောယူပါယုံနမိတ်လက္ခဏာတွေကိုပြလာခဲ့ကြတယ်နော်ပထမအဆုံးပြတဲ့နော် Mount Carmel နော်နောက်ပြီးလို့ရှိရင် Luz မြို့မှာပြတယ် Fatima မြို့မှာပြတယ်စသဖြင့်အမိမေတော်သခင်မသည်နော်လောကကြီးကိုဆင်းလာပြီးတော့မှသူ့ရဲ့ယုံကြည်သူသားသမီးတွေကိုနော်ဗျာဒိတ်တော်တွေပြခဲ့တယ်သူပြခဲ့တဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တို့တွေပြန်လည်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်နော်အပြစ်သားတွေအတွက်ဆူတောင်းပေးဖို့အပြစ်တွေအတွက်နောင်တရဖို့နော်ဒဏ်ဆက်ပြေခြင်းတွေပြုလုပ်ဖို့အမြဲတမ်းသူဆင်းလာတဲ့အခါတိုင်းသူကြွလာတဲ့အခါတိုင်းကျွန်တော်တို့လူသားတွေကိုပြောနေတဲ့အရာဒီနောင်တယူပါနော်အပြစ်တွေအတွက်နောင်တယူပါအပြစ်တွေအတွက်ဆက်ဖြေပါနော်ငရဲတကားကြီးကမင်းတို့အတွက်ပွင့်နေတယ်ငါသားတော်ရဲ့လက်ကအင်မတန်မှလေးလွန်းလာတယ်နော်ဘုရားသခင်ရဲ့အမျက်တော်ကိုမထွက်ရအောင်မင်းတို့တွေပြုပြင်ပါပြောင်းလဲပါစသဖြင့်အမေတယောက်အနေနဲ့စိတ်ပူပြီးတော့မှနော်ကမ္ဘာလောကကိုဆင်းကြွလာပြီးကျွန်တော်တို့လူသားတွေကိုနော်နောင်တရဖို့အပြစ်ဒဏ်ဆက်ပြေဖို့အကျင့်တရားပြောင်းလဲဖို့ဝိညာဉ်မှာရှိတဲ့ငရဲငယ်တွေငရဲသားလေးတွေငရဲငယ်မှာခံစားနေရတဲ့သူတွေအတွက်ဆုတောင်းပေးဖို့နော်အမိမေတော်သခင်မကလူလောကကိုဆင်းပြီးတော့မှဗျာဒိတ်တော်ပြခဲ့တယ်နော်ဒါကြောင့်မလို့ဒီနေ့ဒီချိန်ဒီကာလအထိကျွန်တော်တို့တွေအမိမေတော်ကိုယုံကြည်တယ်နော်အမိမေတော်ကိုနော်အားကိုးတယ်အမိမေတော်ကိုတရားကြည်ညိုကြတယ်အမိမေတော်သခင်မရဲ့ဂျားဝင်ဆူတောင်းပေးခြင်းအဖြစ်နော်အဖခမည်းတော်ဘုရားကကျွန်တော်တို့ရဲ့စကားကိုနားညောင်းမယ်သားတော်ဘုရားယေရှုခရစ်တော်သခင်ကသူ့ရဲ့အမေစကားကိုနားထောင်မယ်ဆိုတာကိုကျွန်တော်တို့တွေယုံကြည်ကြတာဖြစ်တယ်ဒါကြောင့်မလို့ကက်သလစ်သင်းတော်ကြီးသည်ဒီနေ့ဒီချိန်ခါအထိအမိမေတော်သခင်မကိုတရားချီးညိုတယ်အမိမေတော်သခင်မကိုအားကိုးတယ်
အမိမေတော်သခင်မရဲ့ဂျားဝင်ဆူတောင်းပေးမှုကိုအမြဲတမ်းမျှော်လင့်နေနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီနေ့ဒီချိန်ခါအထိအမိမေတော်သခင်မကိုတရားကြည်ညိုနေခြင်းဖြစ်ပါတယ်အားကိုးနေခြင်းဖြစ်ပါတယ်နော်သူ့ကိုယုံကြည်နေခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီနေရာမှာဘာသာသူတွေကအမှတ်မမှားဖို့ရန်အတွက်အရေးကြီးပါတယ်ကျွန်တော်တို့တွေဒီနော်အမိမေတော်သခင်မကိုကိုးကွယ်တာမဟုတ်ပါဘူးအမိမေတော်သခင်မကိုဖျားတဆူလို့ကျွန်တော်တို့တွေသဘောထားတာမဟုတ်ပါဘူးအမိမေတော်သခင်မသည်ဖျားရဲ့အမေဖြစ်တယ်နော်အမိမေတော်သခင်မသည်ဂျားဝင်တောင်းလျှောက်ပေးတဲ့သူသားလင်ဖြစ်တယ်အမိမေတော်သခင်မကိုအားကိုးရင်နော်အမိမေတော်သခင်မကနော်ကျွန်တော်တို့အတွက်ဖျားသခင်စီမှာဆူတောင်းပေးမယ်တောင်းလျှောက်ပေးမယ်ဖျားသခင်နားညောင်းအောင်ပြောပေးမယ်ဆိုတဲ့နော်စိတ်ဆန္ဒနဲ့ဖျားသခင်ကိုနော်ကျွန်တော်တို့တွေအမိမေတော်သခင်မကနေပြီးတော့မှချင်းကပ်နေခြင်းသာဖြစ်ပါတယ်။နော်ဒါကြောင့်မလို့ AD 943ခုမှာနော်အယူဝါဒတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒီအယူဝါဒကဘာလဲဆိုလို့ရှိရင်နော်မေတော်သခင်မသည်တဲ့ဖခင်ရဲ့အမေလားဒါမှမဟုတ်လို့ရှိရင်ခရစ်တော်ရဲ့အမေလားနော်အဓိကသူတို့သဘောထားကွဲလဲခဲ့တဲ့အရာသည်ခရစ်တော်သခင်သည်နော်ဖခင်အဖြစ်လားလူအဖြစ်လားမေတော်သခင်မသည်ဖခင်သခင်ကိုမွေးတဲ့အခါမှာနော်ဖခင်အဖြစ်နဲ့မွေးတာလားလူအဖြစ်နဲ့မွေးတာလားနော်ဒါကြောင့်မလို့နော်အဲ့ဒီအချိန်မှာအယူဝါဒတစ်ခုပေါ်လာခဲ့တယ်ခရစ်တော်သခင်သည်ဘလို့သောပုဂ္ဂိုလ်လဲဖခင်တစ်ပိုင်းလူတစ်ပိုင်းလားဒါမှမဟုတ်လို့ရှိရင်ဖခင်စင်စစ်လားဒါမှမဟုတ်လို့ရှိရင်နော်လူသားစင်စစ်လားနော်ဒီအရာကိုသူတို့တွေမေကွန်ထုတ်လာကြပါတယ်နော်ကက်သလစ်သင်းတော်ကြီးက Saint Cyril of Alexander လို့ခေါ်တဲ့နော်ဓမ္မ theology နော်ဒီပညာရှင်ကြီးကိုနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဖြေရှင်းခိုင်းပါတယ်နော်ဒါကြောင့်မလို့သူ့ရဲ့ဖြေရှင်းချက်မှာနော်သူ့ကိုအယူဝါဒနော်လွဲမှားစွာနဲ့ဝေဖန်ကြတဲ့သူတွေကိုဗာပြောလဲဆိုလို့ရှိရင်အမိမေတော်သခင်မသည်နော်ဖခင်ရဲ့အမေဖြစ်ပါတယ်နော်ခရစ်တော်သခင်ကိုမွေးဖွားပေးတဲ့နော်ခရစ်တော်ရဲ့အမေဖြစ်တယ်နော်ဒါကြောင့်မို့လို့သူ့ကိုနော်ကျွန်တော်တို့တွေဖခင်ရဲ့အမေလို့ကျွန်တော်တို့တွေသူ့ကိုခေါ်ရမယ်ဆိုပြီးတော့မှနော် AD 431 sorry နော်431မှာနော် Ephesus မြို့မှာရှိတဲ့ကောင်ဆယ်ကနေပြီးတော့မှအတည်ပြုလိုက်ပါတယ်နော်ဒါကြောင့်မလို့မေတော်သခင်မသည်အမှန်တကယ်ဖခင်ရဲ့မိခင်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နော်သူမဟာဖခင်လည်းဖြစ်တယ်လူသားလည်းဖြစ်တဲ့ယေရှုခရစ်တော်သခင်ကိုမွေးဖွားပေးတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်မလို့ရှင်ယောဟန်အခန်းကြီး1အခန်းငယ်14မှာဗာပြောထားလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်သည်လူအဖြစ်ကိုယူတော်မူ၍ငါတို့တွင်တည်နေတော်မူတယ်။နော်နှုတ်ကပတ်တော်ဆိုတာသားတော်ဖခင်ယေရှုခရစ်တော်သခင်ကိုပြောတာဖြစ်ပါတယ်။လူဇာတိအဖြစ်ကိုယူပြီးတော်မူပါကျွန်ုပ်တို့ရဲ့အလယ်တွင်တည်ရှိနေတယ်။နော်ဒါကြောင့်မလို့ဖခင်သခင်သည်တကယ်ပဲသခင်ခရစ်တော်သည်နော်တကယ်ပဲဖခင်အဖြစ်နဲ့လူလောကမှာမွေးဖွားခြင်းကိုခံခဲ့တာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့နော်မေတော်သခင်မသည်နော်ဖခင်သခင်ရဲ့ကျေးဇူးတော်တကူတော်နဲ့နော်ဒီသခင်ခရစ်တော်ကိုနော်မွေးဖွားတတ်စင်တာဖြစ်တယ်။နော်ဒါကြောင့်မလို့သူသည်နော်ဘုရားသခင်ကိုမမွေးဖွားခင်ကတည်းကသူသည်အပြိုကညာစင်တယောက်ဖြစ်တယ်။နော်ဘုရားသခင်ကိုနော်မွေးဖွားနေတဲ့အချိန်မှလည်းပဲသူသည်နော်အပြိုကညာစင်တယောက်ဖြစ်တယ်။ဘုရားသခင်ကိုမွေးဖွားပြီးတဲ့အခါမှလည်းပဲသူသည်အပြိုကညာစင်တယောက်ဖြစ်တယ်။နော်ဒီအရာကိုကျွန်တော်တို့တွေနော်ဘယ်လိုသက်သေပြမလဲ။နော်ဓမ္မဟောင်းကျမ်းမှာမိုးစေဟာနော်တောထဲမှာနေတဲ့အချိန်မှာမီးတောက်လောင်နေတဲ့ခြုံပုတ်ကြီးတစ်ခုကိုသူမြင်တယ်အဲ့ဒီခြုံပုတ်ကြီးကနော်မီးတွေလောင်နေတယ်မီးတွေလောင်နေတဲ့အခါမှာသူကြည့်နေတယ်နော်ထူးဆန်းတယ်ဒီခြုံပုတ်ကြီးမီးလောင်နေတယ်ထူးဆန်းတယ်ဘာဖြစ်လို့မီးလောင်နေတာလဲသူကြည့်နေတယ်အဲ့ဒီမီးက9မိနစ်နဲ့လည်းမငြိမ်းဘူး10မိနစ်နဲ့လည်းမငြိမ်းဘူးနော်15မိနစ်နဲ့လည်းမငြိမ်းဘူးဒါကြောင့်မလို့မီးလောင်နေဆိုလို့ရှိရင်မီးစာတော့ရှိရမယ်
မိစာကုံသွားလို့ရှိရင်အားလုံးကပြာချရမယ်မိကတေးရမယ်ဘာဖြစ်လို့ဒီခြုံပုတ်ကြီးတည်မိဆွဲလောင်နေတာလဲ9မိနစ်နဲ့လည်းမပြီး10မိနစ်နဲ့လည်းမပြီး15မိနစ်နဲ့လည်းမိရဲ့အချိန်ကမသေးဘူးဒီလိုပဲဖြစ်နေတယ်ဆိုတာကို तू သိတဲ့အခါမှာအဲ့ဒီမိတောက်လောင်နေတဲ့ခြုံပုတ်စီကို तू သွားတယ်နော်သွားပြီးတော့မှ तू ကြည့်တယ်သွားကြည့်တဲ့အခါမှာနော်အဲ့ဒီမိလောင်နေတဲ့ခြုံပုတ်ကြီးကနော်အချိန်ရော့မနေပဲနဲ့နော်ဆက်လက်ပြီးတော့လောင်ကျွမ်းနေတာကိုတွေ့တဲ့အခါမှာ तू အနီးကိုကတ်သွားတယ်အဲ့ဒီအချိန်မှာဘုရားသခင်ရဲ့စကားတန်ကဘာလဲဆိုလို့ရှိရင်ဤနေရာဒီတန်ရှင်းသောနေမြေဖြစ်တယ်နော်တင်းရဲ့ခြီနှင်းပေါ့သူ့ရဲ့ဖက်နှက်ကိုချွတ်ပါလို့ပြောတဲ့အခါမှာနော်အဲ့ဒီအချိန်မှာ तू ကဒါဒီထာဝရဘုရားဖြစ်တယ်ဆိုတာကို तू လက်ခံပြီးတော့မှ तू ဘာအလိုရှိလဲဘုရားသခင်ဘာအလိုရှိလဲ तू မေးတဲ့အခါမှာသူ့ရဲ့လူမျိုးတွေကိုဥဆောင်ဖို့ရန်အတွက်အလိုရှိတဲ့အကြောင်းကိုဘုရားသခင်ကမိုးစေကိုပြောတယ်ဒီနေ့အမိမြေတော်သခင်မရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်ခမည်းတော်ဘုရားအားလုံးစုံကိုတတ်နိုင်တယ်နော်မိုးစေကမြေဝါထင်ထင်တေးခဲ့တဲ့မိတောက်တည်အရှိန်မလျော့ပဲတောက်လောင်နေတယ်သူစပြီးတော့တွေ့တဲ့အချိန်မှလည်းပဲမိကဒီအချိန်ပဲသူသွားပြီးတော့မှကြည့်တဲ့အချိန်တော့လည်းပဲမိကဒီအချိန်ပဲသူဘုရားသခင်နဲ့စကားပြောပြီးတဲ့အချိန်မှလည်းပဲမိတောက်ကဒီအချိန်ပဲဒီအချိန်ဟုန်နဲ့ပဲလောင်ကျွမ်းနေတယ်နော်ဒါကြောင့်မို့လို့အားလုံးစုံကိုတတ်နိုင်သောဘုရားသည်အမိမေတော်သခင်မကိုမမွေးဖွားခင်ကတည်းကသူငယ်တော်ယေရှုခရစ်တော်သခင်ကိုမမွေးဖွားခင်ကတည်းကနော်သူသည်အပြိုကညာရှင်ဖြစ်တယ်နော်မွေးဖွားနေတဲ့အချိန်မှလည်းပဲအပြိုကညာရှင်ဖြစ်တယ်မွေးဖွားပြီးတဲ့အချိန်မှလည်းပဲအပြိုကညာရှင်ဖြစ်တယ်ဆိုတဲ့အရာကိုဖះမလုံနိုင်ဘူးဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့လို့နော်ဖះသခင်သည်သူဆင်းကြွလာမဲ့လောကကိုဆင်းကြွလာမဲ့သူတယောက်ရဲ့နော်မိခင်ဝမ်းပိုက်ထဲမှာနေမဲ့အခါမှာအဲ့ဒီမိခင်သည်အပြစ်နဲ့ကင်းရမယ်အပြိုကညာရှင်လည်းဖြစ်ရမယ်နော်ဒါကြောင့်မို့လို့ဘုရားသခင်မတတ်နိုင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတာကိုကျွန်တော်တို့တွေယုံကြည်ပြီးတော့အမိမေတော်သခင်မသည်ထာဝရအပြိုကညာရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေယုံကြည်နေခြင်းဖြစ်ပါတယ်နော်လက်ခံနေခြင်းဖြစ်ပါတယ်အမိမေတော်သခင်မသည်သခင်ခရစ်တော်နော်သေဆုံးပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့တပည့်တော်ကြီးတွေနဲ့အတူတကွအမိမေတော်သခင်မကနေတယ်နောက်ဆုံးလက်ဝါးကားတိုင်းမှာအမိမေတော်သခင်မကိုနော်ဘုရားသခင်ကသခင်ခရစ်တော်ကဘာပြောလဲဆိုလို့ရှိရင်သင်ရဲ့သားကိုကြည်ပါလို့ပြောပါတယ်နော်တန်ယောဟန်ရဲ့လက်ထဲကိုနော်အပ်လိုက်တယ်သင်ရဲ့သားကိုကြည်ပါနော်တန်ယောဟန်ကိုလည်းပဲသင်ရဲ့အမိကိုကြည်ပါဒါကြောင့်မို့လို့အမိမေတော်သခင်မသည်လူသားအလုံးရဲ့မိခင်ဖြစ်လာတယ်တန်ယောဟန်ကလည်းပဲအဲ့ဒီချိန်ကနေစပြီးတော့မှအမိမေတော်သခင်မကိုနော်သူနဲ့အတူတကွထားပြတယ်နော်ဒါကြောင့်မို့လို့အမိမေတော်သခင်မနော်အေဖက်ဆုမြို့မှာဒီတန်ယောဟန်နဲ့အတူတကွနေတဲ့အခါမှာနော်တကယ်ပဲခန္ဓာနဲ့ဝိညာဉ်နော်သေဆုံးခဲ့ပါတယ်သေဆုံးပြီးတဲ့အခါမှာသူ့ကိုတကြိုတယ်အေဖက်ဆုမြို့မှာပဲတကြိုတယ်ဒါပေမဲ့လို့နော်နောက်ပိုင်းမှာသူ့ရဲ့အုတ်ဂူကိုကျွန်တော်တို့တွေပြန်လဲကြည့်တဲ့အခါမှာနော်သူ့ရဲ့အုတ်ဂူမှာအမိမေတော်သခင်မဟာမရှိတော့ဘူးနော်အမိမေတော်သခင်မတည်နော်ကောင်းကင်နိုင်ငံတော်ကိုနော်ခန္ဓာကိုယ်နဲ့နော်ဝိညာဉ်နှစ်ခုစလုံးပင့်ဆောင်ခြင်းခံရတယ်ဆိုတာကိုနော်ကျွန်တော်တို့ကက်သလစ်အသင်းတော်ကြီးကယုံကြည်ခြင်းပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီမှာရှိတဲ့ဘာသာသူညီကိုမောင်နှမအပေါင်းတို့ကျွန်တော်တို့ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ရာအချက်တွေထဲမှာနော်အမိမေတော်သခင်မကိုနော်ယုံကြည်တယ်ဖခင်ရဲ့အမေအဖြစ်ကျွန်တော်တို့တွေယုံကြည်ကြတယ်အမိမေတော်သခင်မသည်အပြိုကညာရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေယုံကြည်ကြတယ်အမိမေတော်သခင်မသည်အပြစ်မဲ့တရေယူတော်မူသောသခင်မဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေယုံကြည်ကြတယ်ပြီးလို့ရှိရင်အမိမေတော်သခင်မသည်ကောင်းကင်ဘုံကိုနော်ခန္ဓာကိုယ်နဲ့ဝိညာဉ်နှစ်ခုစလုံးနော်ပြည့်ဆောင်ခံရတယ်ဆိုတာကိုကျွန်တော်တို့တွေယုံကြည်ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်ရာအချက်တွေကိုနော်မိမိတို့ယုံကြည်တဲ့အတိုင်းမိမိတို့ရဲ့သားစဉ်မြေးဆက်နော်အားလုံးကိုလက်ဆင့်ကမ်းနိုင်သောသူများဖြစ်လာနိုင်ဖို့ရန်အတွက်နော်ဘုန်းကြီးကဒီနေရာကနေပြီးတော့မှဆုတောင်းရင်းနဲ့မေတော်သခင်မတရားကြီးညိုခြင်းကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
အခုလိုမျိုးမေရောသခင်မသခင်ခရစ်တော်ရဲ့မိခင်ဖခင်ရဲ့မိခင်အကြောင်းကိုဝင်ငှသွားပြတယ် Father John အောင်ကိုအထူးပဲကျေးဇူးတင်ရှိတဲ့အတွက်ကြောင့်မလို့လက်ခုပ်လေးနောက်တစ်ခါလောက်တီးပေးကြပါဦး